ဘာဒီရင်ကြီးတစ်ခုလုံးပတ်စံတစ်တောင်းကျန်နဲ့ရောင်းလိုက်တယ်ဟုတ်လား လေဟုတ်တယ်လေ ဟုတ်မင်းနောက်နေရမလား မနောက်ဘူးဒီအိမ်တအိမ်လုံးထဲက free burger ပစ္စည်းတွေပါအကုန်ရောင်းနေတယ်ပါဒီတဲ့ကြတော့မောင်လေးတို့အဖေကကျေးဇူးပါ ဒီလိုရန်ကုန်မြို့လေအလုံးကြီးအိမ်အကောင်းစားကြီးပတ်စံတစ်တောင်းကျန်နဲ့ရောင်းလိုက်ရအောင်ကွာဟုတ်မင်းငါ့ကိုလိမ့်နေရမလားအမွေတိန်းတစ်တောင်းကြောက်ပြောတာနံပါတ်တင်ဟမ် ရှော့ဒီမှာအိမ်ရောင်းဝယ်ဆောင်တယ် မင်းယူနေယူသွားပြီလားကွာ ရှင်စကားတွေတိတ်များပဲခဏနေအိမ်ရှင်တွေ့တွေရောက်လာတော့မယ်နော် ဟုတ်ဒီစာချုပ်ကိုပြန်တောင်းမှပြီဖျက်လို့ရတယ် အခုရှင်းဆုံးရအောင်နော်ဘာလို့နာလဲမတက်ဘူးလားရှင်းဝစုတော်မယူတော့ဘူးလားဘာရကြည့်နာလဲရှင်ပိုင်းမစားဘူးလား မင်းတကယ်များယူသွားတာလားကွာအိမ်ရောကိစ္စပြန်တောင်းမှပြီကန်ဆယ်လို့ဖို့ဒီလောက်အရေးကြီးနေတာမင်းကဒီမှာအေးလူလူခေါက်ဆော့ထိုင်စားနိုင်သေးတယ်နေအောင်ပါလေသူ့မှာပတ်စံမပါတာအမသိတယ်မှားတာတွေရောရှင်းနိုင်ရလားအရင်မေးကြည့်ပါလား မင်းကောင်လူကြားထဲမှာတက်တက်ရှက်ခွဲနေတယ်ငါတို့တထေးကြီးอ่ะဒီလောက်ပတ်စံမရှင်းနိုင်ကြလားမတင်ငါပတ်စံကြီးရော ရှာမနေနဲ့မနက်အိမ်မှာအမိုက်လာတိုင်းတဲ့ကလေးမတွေကိုရှစ်ဖုန်းတွေရောပတ်စံအိတ်တွေနဲ့လက်စွပ်တွေကိုပါကျမ surprise ပေးချလိုက်ပြီးခုလောက်ဆိုရင်ရသွားတဲ့ကလေးမလေးတွေကတော့တော်တော်ပြောနေလောက် မင်းတော်တော်အုံအောင်မဲ့တဲ့မိန်းမပဲပေါ့အာ အိမ်ရောင်းလို့ရတဲ့ပတ်စံသားကျမဝေစုကတော့ဘိုက်စာနေလို့ခေါင်းစကြောဝယ်စားလိုက်ရှင်လဲဘိုက်စာနေမဲ့ပုံလဲဘွဲ9000နဲ့တော့လောက်တယ်မှတ် ငါတို့မှာအိမ်နေရောပတ်စံနေရောမရှိတော့ပဲလေငါတို့ဘယ်လိုရှင်းဆက်ကြမှာလဲကွာအာ ရှင်ပါရေးစိတ်ပူအရှင်တော့ရောကျမတို့မြောက်ဘာမှမရှိပဲနဲ့ဘဝကိုစခဲ့ကြတာမဟုတ်လားရှင်ကလေအောင်မြင်လာတဲ့အချိန်မှာတော်တော်ဘဝမေ့တတ်တာပဲအခုဒီဆိုင်နေရလွန်ခဲ့တဲ့10နှစ်ကကျမတို့ရောင်းလိုက်တဲ့ခောက်ဆွဲကြော်ဆိုင်နေရပဲလေ ဘာ တကယ်တော့ကျွန်တော်တို့လီမယားနှစ်ယောက်ကနှစ်ဖက်မိဘတွေတဘောမတူတဲ့အနေထားနေပြီးတော့ရှောင်းအောင်ပေါင်းသင်းခဲ့ကြတာပါကျွန်တော်တို့လီမယားနှစ်ယောက်လုံးခက်ခဲစွာနဲ့ဖြတ်သန်းခဲ့ကြရတာပါကျွန်တော်တို့ရှိတာလေးနဲ့ခောက်ဆွဲကြော်ဆိုင်လေးစားဖွင့်တော့ရောင်းလာပြီးအလုပ်ဖြစ်ခဲ့ကြတယ်ခန္ဓာရဲ့မို့ရအိမ်မရှိခဲ့ပေမဲ့ကျွန်တော်ရဲ့လက်မောင်းပေါ်မှာသူမစိတ်ချယုံကြည်စွာအိပ်ပျော်ခဲ့ပြီးတယ်ဒါပေမဲ့စီးပွားရေးနောက်တစ်ခုကိုစပြောင်းလုပ်ဖို့ကြိုးစားတဲ့အချိန်မှာတော့ကက်ခဲတွေမျိုးမျိုးနဲ့ကြုံခဲ့ရတယ်။ငွေတွေအလိမ်ခံရလို့အစအနေပြန်စားခဲ့ရတာတွေလည်းရှိခဲ့ဘူးတယ်။နောက်တော့ကိုကျွမ်းကျင်နားလေတဲ့အလုပ်လည်းဖြစ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှပဲပိုပြီးအောင်မြင်လာခဲ့တယ်။ကျွန်တော်ကိုယ်စားလှယ်ယူအောင်တဲ့ရွှေအောင်ကရေသွေးပြည့်ပြီးလုံးချော့လုံးတန့်မြေပဲဆန်များမှသာထုတ်လုပ်ထားတဲ့တဘာဝမြေပဲစီဖြစ်တော့ဖောက်တယ်ရဲ့ယုံကြည်မှုကိုရပြီးကျွန်တော်တို့ပိုအောင်မြင်လာခဲ့တယ်။ဒါပေမဲ့လေကျွန်တော်ရဲ့မိန်းမကဆင်းရဲတဲ့ထံကိုတူတူခံနိုင်ခဲ့တယ်။ကျွန်တော်ကတော့
ချမ်းသာတဲ့တံကိုမခံနိုင်ခဲ့ဘူးလက်ထဲမှာငွေကြီးများများသုံးဆွဲလာနိုင်တဲ့အခါကောင်းတူစိုးတူရင်ဆိုင်လာခဲ့တဲ့အိမ်ကမိန်းမဖို့ဘာမှမလုပ်ဘဲနဲ့ကတ်စားနေတယ်လို့ကျွန်တော်မြင်လာတယ်ပျော်ရွှင်မှုကိုအိမ်မှာရှားရတာတဲ့ပြင်မှာရှားရတာပိုပြီးလွတ်လပ်တယ်လို့ခံစားလာရတယ်နောက်တော့ကျွန်တော်မပျော်ရွှင်တဲ့ဘဝကိုဆွတ်လွတ်ပြီးကျွန်တော်ဘဝသေးတစ်ခုထူထောင်ဖို့ဆုံးဖြတ်လိုက်ခဲ့မိတယ်တကယ်တော့ကျွန်တော်ရဲ့အုံနောက်ထဲကိုသုံးမကြတဲ့အမိုက်တွေဝင်သွားခဲ့မိတာပါ ဒီလုံးလေးမြန်စားလိုက်ပါလား ငါဘယ်မစားဘူးနင်းမစားလိုက်ပါ ရှင်းလိမ့်လားကျမသိဒီမဲ့ယောက်ျားကျမရှင်တဲ့အတူတူအောင်မြင်တဲ့အတူတူဆင်းရဲတဲ့အတူတူနေမယ်လို့ပြောတာကိုရှင်းမမိခဲ့ရနင်းမစားမိမှာပြီးရင်ငါတို့သွားကြရနေရရှိတယ် ဒီမှာဒီကကော်ချင်းစာချုပ်မှာလက်မှတ်ထိုးပြီးသွားရင်ကျမတို့နဲ့ မင်းဘာကြီးပြောနေရလဲအခုကငါတို့မှနေစရာအိမ်မရှိတော့ဘူးဆိုတော့ခေါင်းလေးအောင်အိမ်သားနေလို့ထွက်ချာမယ်ငါတောင်းမှမှာငါမင်းကိုကြွားပေးနိုင်ငါမင်းကိုဘယ်တော့မှလည်းကြွားပေးမှာမဟုတ်တကယ်လို့တင်ဟာကိုချစ်ရတဲ့လူနဲ့လမ်းခွဲပြက်ဆဲခြင်းတဲ့စိတ်တွေဖြစ်လာတော့မယ်ဆိုရင်အရင်တော့ကတင်ရဲ့အခက်အခဲဒုက္ခတွေကိုဘသူကအကောင်းဆုံးမျှဝေခံစားပေးခဲ့တယ်လဲဆိုတာပြန်ပြီးသတိရသင့်ပါတယ်ခဏတာပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်တဲ့သူတွေကတင်ဘဝခီးလန်းရဲ့ထာဝရအဖို့မဟုတ်တာတော့သိကြပါတယ်